အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ကောင်းချင်းသားအေးလေးနဲ့ပဲအစာသုံးမုံလေးလှုပ်ဆောင်မှာဖြစ်ပါတယ်ရှင်မုံလုံးကတော့ဝါသနာပါတဲ့အရှင်မလေးတွေရှိရင်အတူတူလိုက်လို့ရအောင်နော်ကဲပထမဦးဆုံးကောင်းချင်းမုံကိုစံချင်းခွက်လေးနဲ့3ခွက်ထည့်ပါမယ်ရှင်စံမုံကိုလည်းဒီခွက်လေးနဲ့ပဲတစ်ခွက်ထည့်ထားပါတယ်3ချိုးတစ်ချိုးပါရှင်ကဲရေကိုတော့ဒီခွက်လေးနဲ့တစ်ခွက်ခွဲလောက်ကိုဖြည်းဖြည်းချင်းထည့်ပြီးတော့မုံသားလေးတွေနူးညံ့ပြီးတော့ညက်လာတဲ့အထိနဲ့ပြီးလိုက်ပါမယ်ရှင်မုံသားလေးတွေညက်လာပြီဆိုရင်တော့သူ့ထဲကိုအစာတုပ်ဖို့အတွက်ပဲလေးကိုယူထိုးပါမယ်ရှင်ကလေးပဲကိုလည်း cherry ဆွမ်းနာပြတဲ့ခွက်လေးနဲ့တစ်ခွက်ပြုတ်ထားတာပါရှင်အရသာအနေနဲ့ကတော့တကြားကို3စွန်းထည့်တယ်ပိုပြီးလေးပင်သွားအောင်စားလေးနဲ့ငယ်ထည့်ပြီးတော့ယူထိုးပါမယ်ရှင်ပဲလေးတွေကိုတစ်ခါတည်းခြေပြီးတော့ယူထိုးရင်တော့ရပါတယ် cherry ကတော့နေရင်းနဲ့အခုလိုမှုန်ရင်းနဲ့ပဲဇွန်းလေးနဲ့အခုလိုမျိုးခြေပေးလိုက်ပါတယ်ရှင်ပဲတွေကအရည်တွေထွက်လာပြီးတော့အခုလို6လေးဖြစ်ပြီးတော့ပဲယူပဲနံလေးဖြစ်သွားတဲ့အထိပေါ့နော်အခုလိုမျိုးအနေထားလေးရောက်တဲ့အထိလုပ်ပေးပါမယ်ရှင်ဒါဆိုရင်တော့ပဲယူလေးလည်းရပြီဆိုတော့မုံစားလုပ်ပါတော့မယ်ရှင်ဆွမ်းနာနေထားတဲ့မုံလေးကိုအနည်းငယ်တစ်လုံးစာလောက်လေးယူပြီးတော့လက်လေးနဲ့ပြားပြီးတော့ယူထဲဖို့အတွက်အခွက်လေးလုပ်ပေးလိုက်ပါတယ်ပြီးရင်တော့အိမ်မှာလုပ်တာဆိုတော့ cherry ကတော့ပဲယူလေးကိုများများလေးထည့်ထားတယ်အနားလေးတွေကိုလုံးပါမယ်ရှင်ဒီမုံလေးကအရန်လဲလွယ်ကူပါတယ်ရှင်အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့လည်းအလွယ်တကူလုပ်လို့ရတာမို့လိုက်လို့စားကြည့်ကြပါရှင်မုံလေးကိုလက်ဖနောင်လေးနဲ့အသားလေးပြပြလိုက်ပါမယ်ပြီးရင်တော့ cherry ကအပေါ်ကနေနှမ်းမဲလေးတွေအုပ်ပေးလိုက်ပါတယ်မရှိလည်းရပါတယ်နော်ကဲပြီးပြီဆိုရင်တော့ကြံတဲ့မုံလေးတွေလိုပဲလုပ်သွားလိုက်ပါမယ်ရှင် cherry မုံလုပ်ပြီဆိုရင်တော့ရာသီဥတုကအဲ့လိုပဲအုံမှိုင်းပြီးတော့လုံးဝကိုလေဗီဒီယိုလေးလို့မရအောင်ကိုရွာတာပါပဲရှင်ကဲမိုးလေးနဲ့ငယ်ဆဲသွားပြီဆိုရင်တော့လှုပ်ထားတဲ့မုံလေးတွေကိုဂျယ်ပိုင်းနဲ့ထည့်ပြီးတော့ကြော်ပေးပါမယ်ရှင်cherry ကလုတ်ပြရဲ့မုံလေးကမြန်မာပြည်မှာဆိုရင်မုံလုံးကြီးကြော်လို့လည်းခေါ်လို့ရတယ်ဒါပေမဲ့မုံလုံးကြီးကြော်ကတော့လုံးလုံးလေးပေါ့နော်လုံးလုံးလေးနဲ့ရဲရဲလေး cherry ကတော့စီလေးနဲ့ငယ်ပဲအသုံးပြုထားတယ်ပဲအစာတော့ကောင်းကြီးမုံလေးလိုပဲအပြီးမိပေးထားပါတယ်ဗာမုံလေးလဲဆိုတာသိရင်လည်းမှတ်ပေးကြပါအောင်ရှင်ကဲမုံလေးလဲရပြီဆိုတော့ပကံထဲကိုထည့်ထားလိုက်ပါမယ်ကျန်တဲ့မုံလေးတွေကိုလည်း cherry ဆွမ်းနာပြတယ်လို့ပဲဆက်ပြီးတော့လုပ်သွားလိုက်ပါမယ်ရှင်ဗီဒီယိုလေးရှည်မှာဆိုလို့ကြော်လိုက်ပါရရှင်မုံလေးတွေကတော့အားလုံးစုစုပေါင်း17ခုရခဲ့ပါတယ်ရှင်အရန်လဲစားလို့ကောင်းပြီးတော့နေ့ကင်းနေ့လည်းမှာကော်ဖီလေးနဲ့တောက်မယ်ဆိုရင်အရန်ကိုမှလိုက်ဖက်ပါတယ်ရှင်အရန်ပဲလွယ်ကူလို့လည်းလှုပ်စားကြည့်ကြပါရှင်မုံလဲလှုပ်ပြီးတော့ရာသီဥတုကအရန်ကိုတာယာပြီးတော့သူမဟုတ်တဲ့အတိုင်းပါပဲရှင်ဒီနေ့ရဲ့ blog လေးကဒီလောက်ပါပဲเนาะ